ရောက်လာတဲ့တဝက်လောက်ကကျွန်တော်တို့အစဉ်တစ်ဆက်15နှစ်တန်းတိုင်းအားပေးလာတဲ့ပြည်သက်များဖြစ်ပါတယ်ကျန်တဲ့တဝက်ကတော့ကျွန်တော်အမျိုးတွေပါကျွန်တော်အမျိုးတွေကိုစိုးပြနေကြပုံစံလေးတိုင်းကျွန်တော်တပုတ်လောက်စိုးပြခြင်းပါကျေးဇူးပြုပြီးတော့မတမြတ်ပါနဲ့ငြိမ်ငြိမ်လေးနေပေးပါဦးခင်ငြိမ်ငြိမ်လေးနေပေးပါတော့ကျွန်တော်လမ်းဘေးကကျွန်တော်ကောင်မလေးတွေဆောင်းရှိမှဆိုတဲ့ပုံစံလေးတိုင်းတချင်းတပုတ်လောက်စိုးပြခြင်းတော့